အောင်ဆန်းစာနီဖခင်ဘူချုပ်ငွေထုတ်ခဲ့လီပြီစာတီတွေကပြသည်ဒီမှာလည်းမကြောက်တနက်ပြောင်းရှိသူသူရက်ခဲ့လီသည်မြန်မာနိုင်ငံအရေးရှိရှုလို့သာကြီးစစ်ကျွန်းမခံလီပြီဘိုးအောင်ဆန်းရဲ့သမီးအမေအောင်ဆန်းစုကြည်တိုင်းပြည်အရေးကိုအမေယူသားခဲ့သည်ဒီမိုကရေစီအရေးအမေကြိုးစားခဲ့သည်2015မှာအမေအစာပြုခဲ့သည်ဒီမိုကရေစီအရေးအမေကြိုးစားခဲ့သည်2015မှာအမေစာပြုခဲ့သည်9နှစ်တာအုပ်ချုပ်ခွင့်မှာပြည်သူတွေမျှော်လင့်ခဲ့တဲ့ဒီမိုကရေစီအမေပေးခဲ့သည်အမေပေးခဲ့သည်ဖခင်ဘူချုပ်မွေးထုတ်ခဲ့တဲ့အမေအောင်ဆန်းစုကြည်2021မှာလုံးဆက်ခင်မီအာနာယူတတိုက်ခွေးဆက်နေမီ2021မှာလုံးဆက်ခင်မီအာနာယူတတိုက်ခွေးဆက်နေမီအမေကိုဖမ်းတော့အမေတောင်းသွေးရဲ့ချီ